ဒီနေ့မှာလည်းနောက်ထပ်အသုံးဝင်တဲ့ speaking pattern တစ်ခုကိုလေ့ကျင့်ကြရအောင်နော်။အဲ့ဒါကတော့ have you ever တစ်ခုခုကိုလှုပ်ဖူးလားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးနိုင်ပါတယ်။တယောက်ယောက်ကိုတစ်ခုခုလှုပ်ဖူးလားလို့မေးချင်ရင် have you ever plus past participle ဒီလိုပုံစံကိုသုံးရပါတယ်။ past participle ဆိုတာကတော့အလွယ်ပြောရလို့ရှိရင် verb 3လို့ခေါ်ပါတယ်။ဒါဆိုရင်နမူနာစာကြောင်းလေးတွေနဲ့လေ့ကျင့်ကြရအောင်နော်။မင်းတရေကိုမြင်ဘူးလား။ Have you ever seen a ghost? Have you ever seen a ghost? မင်းဖုန်းပြောက်ဘူးလား Have you ever lost your phone? Have you ever lost your phone? မင်းရေခဲပြင်စကိတ်စီးဘူးလား Have you ever tried ice skating? Have you ever tried ice skating? မင်းနာမည်ကြီးအနုပညာရှင်တစ်ယောက်နဲ့တွေ့ဘူးလား Have you ever met a celebrity? Have you ever met a celebrity? မင်းတယောက်တည်းခရီးသွားဘူးလား Have you ever traveled alone? Have you ever traveled alone? မင်းစာမေးပွဲကျဘူးလား Have you ever failed an exam? Have you ever failed an exam? မင်းသစိမ်းတယောက်ကိုကူညီဘူးလား Have you ever helped a stranger? Have you ever helped a stranger? မင်းတစ်ညလုံးမအိပ်ဘဲနေဘူးလား Have you ever stayed up all night? Have you ever stayed up all night? မင်းလမ်းမှာပတ်စံကောက်ရဘူးလား Have you ever found money on the street? Have you ever found money on the street? မင်း passport မေ့ဘူးလား Have you ever forgotten your passport? Have you ever forgotten your passport? ဒါဆိုရင်တစ်ခုခုကိုလုပ်ဘူးလားဆိုရင် Have you ever နဲ့မေးနိုင်ပါတယ်။ဒါဆိုရင်ပြန်ဖြေတဲ့အခါမှာလည်းဘယ်လိုပြန်ဖြေမလဲ positive နဲ့ negative နှစ်မျိုးရှိပါတယ်။ဟုတ်တယ်လုပ်ဘူးတယ်ဆိုရင်တော့ I have နဲ့အနောက်က past participle နဲ့တွဲပြီးတော့ဖြေနိုင်ပါတယ်။တကယ်လို့မလုပ်ဘူးဆိုရင်တော့ I have never နဲ့ past participle နဲ့သုံးပြီးတော့ဖြေနိုင်ပါတယ်။ဥပမာ Have you ever seen snow in real life? မင်းအပြင်မှာနှင်းကိုမြင်ဘူးလား။မြင်ဘူးတယ်ဆိုရင်တော့ I have ever seen snow in real life. မမြင်ဘူးဆိုရင်တော့ I have never seen snow in real life. ဒီလိုမျိုးဖြေနိုင်ပါတယ်။